Hello again. Let's carry on this, shall we? All right, we're now at entry number 34. The use of any. Any equals it doesn't matter which. Any. So. Doesn't matter which. Below no. Any can mean it doesn't matter which. No? It doesn't matter which. So don't know. So whichever you like, fine. Whichever you like. Doesn't matter which. I don't mind. Any. When shall I come? When shall I come? Anytime. 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 No? They don't want to do stress. Anytime. Anytime. Could you pass me a knife? Which one? Doesn't matter. Anyone. Anyone so that no? When can also refer to things. Things till the which one? Anyone လို့ပြောတာများတော့အဲ့ဒီ anyone လူတွေနဲ့တွေ့ရများဆိုဒီမှာဆိုတော့ anyone thing ကို thing ဆိုပြောတာမှသိရမှာဆို night ကိုပြောထားတာကိုเนาะအဲ့တော့ could you pass me something something တခုလှမ်းခိုင်းတာဒါလေးလှမ်းပြပါအောင်ဒါလေးကမ်းပြပါအောင်เนาะ could you pass me ketchup တခုပေါ့เนาะဟုတ်လား salt เนาะတော့ဘာဖြစ်မှာเนาะတော့ water bottle တခုเนาะအဲ့တော့ coffee cup တခုပေါ့เนาะအဲ့တော့လှမ်းပြခိုင်းတာပြလုပ်ပြပါအောင်ပေါ့เนาะဟုတ်လားအဲ့တော့ which one doesn't matter anyone ဘာနေနေရအဆင်ပြေတယ် okay so we use anybody anyone အဲ့တော့အပေါ်က anyone လေးကိုရေးထားတာကြည့်ပါခွဲပြီးရေးထားရနော် space လေးပါပါတယ်သူမှာ space လေးပါပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာတွေ့နေကြဖြစ်တဲ့ anyone နော်ဟုတ်လားဒီ anybody anyone anything anywhere အဲ့ဒါတွေက one word တွေဖြစ်ပါတယ်သူတို့တွဲပြီးရေးတာပါဒါလည်းနဲ့မရောပါနဲ့အပေါ်က anytime anyone ဒါကြောင့်မို့ anytime anyone လို့ပြောရမယ်အဲ့တော့ anytime anyone မဟုတ်ဘူးနော် when shall I come anytime no anytime ဘယ်အချိန်မဆိုလို့ပြောတာ anytime နော်ဘယ်ရလဲ anyone ဘယ်ရမဆိုအဲ့ဒီ any လေးကို stress လေးထားပြီးပြောဖို့လိုတယ် okay she goes out with anybody who asks her she goes out with anybody who asks her asks her နော်သူ့ကိုလာခေါ်တဲ့ဘသူမှန်သမျှနဲ့သူအပြင်သွားရတယ်နော်ကိုးစကတွဲတာဟုတ်လားနော်ဒါမှမဟုတ်လေဒိတ်ရတော့တာဖြစ်မှာပေါ့ဒါမှဒါမှရိုးရိုးရှင်းသွားတာဖြစ်နိုင်ပါတယ်နော်အဲ့တော့ဒါမှဒိတ်တာလည်းဖြစ်နိုင်တယ် depends ပေါ့နော်အဲ့တော့သူ့လာခေါ်တဲ့သူနဲ့ကသူဘာလို့တော့သူရှောက်သွားတယ်ပြင်သွားတယ်ဒါမှဒိတ်တယ် what would you like to eat what would you like to eat ဘာစားမလဲ doesn't matter anything will do နော် anything will do ဘာနေနေ anything will do ဒီမှာတော့ space မရှိတော့ဘူးเนาะဟုတ်လားဒီ anything မှာ space မရှိပါဘူးတန်းရေးပါမယ်ဒါပေမဲ့ရွေးခန့်တာခုနကတော့ which one ကိုဒီဟာနဲ့ဘယ်ဟာယူမလဲဆိုတော့အဆင်ပြေတာပေးဘာနဲ့နေရတယ် anyone เนาะဒီ anyone မဟုတ်ဘူးเนาะအောက်က anyone မဟုတ်ဘူးเนาะဒီ anyone မဟုတ်ဘူးเนาะ anyone အဲ့တော့ where can we sit ငါတို့ဘယ်မှာထိုင်ကြမလဲစားစားဆိုင်သွားတယ် where can we sit ကဖေးကိုသွားမယ် where can we sit anywhere you like ထိုင်တဲ့ထိုင်လေအပေါ်တက်လည်းရတယ်နော်တခြားတောက်မှာသွားထိုင်လည်းရတယ်နော် somewhere in the middle ရတယ် anywhere you like ကြိုက်တဲ့နေရာထိုင်နော် anything will do ဆိုတာခုန what would you like to eat ဘာစားမလဲ menu ကြည့်လိုက် menu မှာရွေးစရာများတယ် anything will do ဟာဘာနေချတာချရှိတာကုန်စားမယ် anything will do နော် anything will do okay ဆက်သွားမယ်နော်နောက်တစ်ခုက any and no ဘာကွာလဲ sorry ကွာတာမဟုတ်ဘူးအဲ့ဒါ above နဲ့တွဲပြီးသုံးမှာကြည့်အောင်နော်ဟလာ above သုံးနေဖြစ်ပါတယ် any ဒါမှမဟုတ် no plus comparative တဲ့
any နဲ့ no နဲ့ comparative နဲ့သုံးမယ် any no any ဟဲ့လား no good any ဒါမှမဟုတ် any good no good any use လို့လာမှာပေါ့နော်ဟုတ်လား any and no can modify comparatives comparatives တွေကိုကျွန်တော်တို့ any နဲ့ no ကိုသုံးပြီးတော့ modify လုပ်လို့ရပါတယ်ဆိုလိုတဲ့သဘောကအဲ့ comparatives တွေကို comparative adjectives တွေကိုเนาะအဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်တို့က modify လုပ်မယ် er ပေါင်းထားတဲ့ adjectives တွေเนาะအဲ့ဒါတွေဘာလို့ဖို့လဲဆိုတော့အဓိပ္ပာယ်တက်ရောက်မှုရှိအောင် to change meaning of ဆိုတာ modify ရတာပြန်ပြီးလုပ်ပေးထား modify လုပ်မယ်ဆိုတော့သူ့ကိုရှေ့ကနေ emphasize ပြန်လုပ်ပေးမယ်ဒီဟာကိုပဲတနည်းအားဖြင့်အဓိပ္ပာယ်ပြန်ပြီးပြောင်းလဲသွားအောင်ညွှန်ဆိုမယ်ဖွင့်ဆိုမယ် modify လုပ်မယ်ရိုးရှင်းပြောတာပိုကောင်းနော်ဟုတ်လား you don't look any older than your daughter you don't look any older than your daughter ဘာပြောရလဲဆိုတော့ you don't look at all older ဘာပြောရလဲပိုပြီး older လို့ပြောတာပိုပြီးမ old လို့ပြောတာ you don't look you don't look at all older you don't look at all older အသက်ကြီးရလို့မထင်ရဘူးဗောတူတူပဲလို့ပြောတာအရွယ်တူပဲလို့ပြောတာ you don't look any older than your daughter ဆိုကြည့်ရအမေနဲ့သမီးနဲ့လာနေဟုတ်မလားနော်သမီးပဲမြင်တာမဟုတ်လားပြောတာမဟုတ်နော်အဲ့တော့အမေနဲ့သမီးလာနေတယ်အမေသမီးနေရညီမနဲ့ရောက်လာနေတယ်လို့ပဲနော်အဲ့ဒါသိပြီးတော့အသက်အများကြီးกว่าလို့တော့မထင်ရဘူး you don't look any older ဆိုတော့ဟုတ်လား you don't look any older than your age နမူနာပါနော်လား than your daughter ဆိုရင်ဟုတ်လားအဲ့တော့မင်းသမီးထက်တော့တိတ်မကွာဘူးတက်ကရွယ်လူဖြစ်နေတယ်ဟုတ်လားနော်နှုတ်တယ်လို့ပြောချင်တာနော် I can't go any further ဒီတဲ့ပိုပြီးမသွားနိုင်တော့ဘူး I'm afraid the weather is no better than yesterday ပိုကောင်းမလားမနေ့ကဒီနေ့ပိုပြီးတော့ဆိုရင်တရားတော့ပိုကောင်းမလား It's just getting worse နော်ဖြည်းဖြည်းနဲ့ပိုပြီးဆိုးလာတယ်အဲ့တော့ any နဲ့ any older any farther no better နော်ဒါသုံးတာဖြစ်ပါတယ်အဲ့တော့နောက်မှာ no သုံးထပ်လာအောင်မယ်အောက်မှာဆက်ကြည့်လိုက်မယ်နော် we also use any and no with different နော် this school isn't any different from the last one ဒီကျောင်းနဲ့ဟိုကျောင်းဘာမှကွာဘူးခုနမေးခဲ့တဲ့ကျောင်းသိမကောင်းပတ်စံတော့ဈေးကြီးကြီးယူခြင်းတယ်ဒီကျောင်းကြောင်ဘာထူးနော်ဘာမှမကောင်းသိပြီးတိတ်ထူးကြကွာမနေဘူး this school as is it any different from the last one နော်ထူးကြမကောင်းနေဘူး is John any better ကောင်းလာသလားနေကောင်းလာပြီလားဒါမှမဟုတ်ပို့ပြီးတော့တက်တာလာပြီလားလို့မေးတာ is John any better နော်ဒါဆိုရင်ဖျားနေတဲ့လူကိုမေးရနော်ဒါမျိုးလေးတွေအမှတ်ထားတဲ့ねနော်မှတ်ထားတင်ပါတယ်ဟုတ်ဒါမျိုးလေးတွေမှတ်ထားတင်တယ် is John any better are you any better ပိုကောင်းလာလားလို့မေးတာ no different stay very ill ဖျားနေတော့မယ်ဒါဆိုမဖျားတဲ့သူသွားမေးလို့မရဘူးနော်နေနေအဲ့တော့ how is he ရိုးရှင်းမေးလို့ရတယ်ကျွန်တော် how are you လာမေးတယ် how is he ကျွန်တော်မေးလိုက်ကြအောင်ဟုတ်လားနော် how is he သူဘယ်လိုလဲအခြေအနေဘယ်လိုမေးလို့ရတယ် how is he any better ထပ်မေးလို့ရတယ်နော် is he any better ပိုကောင်းလာလားနော် is he any better no different stay very ill note the expressions any good any use no good no use was the film any good ဘယ်လိုလဲဘာထူးလဲကောင်းလား this watch is no use it keeps stopping အဲ့တော့တခုက won't do you that won't do you any good ရှိတယ်ဒီလိုပဲဒီ any good ကိုပြင်လို့တတိယနော်ဟုတ်လား something that sorry ကျွန်တော်ရေးရတာစံပြီးဖြစ်နေနော်တခုခု that won't do you any good ဘာမှအကျိုးမရှိလို့ပြောတာအဲ့ဒါနော်ဒီလိုလို့ဘာမှအကျိုးမရှိဘူးကိုအတွက်နော် that won't do you any good
နော် what's the film any good ဆိုရင်ဒါကိုအဲ့ဟာတအခြေအနေမသိသေးဘူးအဲ့တော့ကောင်းလာလို့မျှော်လင့်တာလည်းမဟုတ်သူ့ရဲ့ genuine ဖြစ်တဲ့သူ့ရဲ့ response ကိုကြားချင်တော့ဒါဒီလိုပြောတာဖြစ်ပါတယ် so was it any good ဟုတ်ပြီနော်ကောင်းလားနော် that won't do you any good မကောင်းမင်းတို့ကြိုးမရှိ the watch is this watch is no use နော် no use no good လည်းပြောပါတယ်တော့ပြောလို့လည်းရတယ်နော် any good ပြောလို့ရတယ်နော်ဒီမှာလည်းသုံးထားတယ် any good any different wouldn't make any difference နော် that wouldn't make any difference ပေါ့နော် sorry SCS မှာ T နဲ့ပဲ make နဲ့ပြောတာပေါ့နော် make difference လာတာနော်ဟုတ်လား all right so that wouldn't make any difference ဘာမှထူးထူးခြားခြားဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ဒီမှာ the school isn't any different ခလားဒီနေ့မှာကျွန်တော်ရေးထားတာနော် difference ပါအဲ့တော့ make a difference make the difference make any difference ဒီလိုဘာမှထူးလာမှာမဟုတ်ဘူးနော် wouldn't make any difference that wouldn't make any difference အဲ့တော့ the school isn't any different နော်ဒီမှာမတူပါဘူးနော်ရှေ့မှာ make ပါလာနဲ့ဒီမှာရိုးရိုး and it's a ဟာလာနော် verb be သုံးတာတဲ့ copula verb သုံးတာနဲ့မတူပါဘူးဒါလေးတစ်ချက်သိထားပါနော်ဒါကကျွန်တော်လမ်းညွှန်ထပ်ပြီးဖြည့်ပေးထားတာဖြစ်ပါတယ်ဆက်သွားလိုက်မယ်နော် so the next one is appear appear can mean seen in this case it's a copula verb ဆိုပြီးနော်ဒါက copula verb တွေပဲအဲ့တော့ list ကြည့်လိုက်ရှိပါတယ် page 91မှာတဲ့ so and it's followed by an adjective or a noun we often use a structure appear to be especially before a noun ရဲ့ရှေ့မှာသုံးတာများတယ်ဟုတ်ပြီနော်တခုခုကဖြစ်ပုံပေါ်တယ် appear to be နော် appear to be ဘာဖြစ်တာတော့ဟုတ်လား subject လာမယ်ရှေ့ကနေ noun တစ်ခုလာမယ် subject နော်ပြီးရင် appear to be လာမယ်နောက်ကနေ adjective လိုက်မယ် subject လာမယ် appear to be လုပ်မယ်နောက်ကနေ noun လိုက်မယ်အဲ့တော့ noun လိုက်ရတယ် adjective လိုက်လို့လည်းရတယ် he appeared very angry he appeared to be very angry သူကြည့်ရတော်တော်ကြီးဆိုတော်တော်ထွက်နေတဲ့ပုံပဲဟုတ်ပြီနော် adjective လို့ပြောရအောင်နော် adverb မဟုတ်ဘူးနော်အဲ့တော့ very angry နောက်တစ်ခုက subject နဲ့ပေါ့ appear to be နောက်ကနေ noun လိုက်တယ် she appears to be a very religious person အမေဘာသာတရားတော်ကန်ဆိုင်တဲ့ပုံပဲ she appears to be a very religious person ဘာသာတရားကန်ဆိုင်တဲ့သူဟုတ်တော့ဖြစ်ပုံရတယ်ဟုတ်ပြီနော်appears to be someone ပေါ့တခုဖြစ်ပုံပေါ်တယ်ဟဲ့လားဒါမှလည်းနီ strict ဖြစ်မဲ့ပုံပေါ်တယ်အဲ့တော့လူပါပြီးတဲ့ပြောမလားမပြောဘူးလားမဆိုရင် a rich man ဟုတ်တယ်မလားအဲ့လိုမျိုးဖြစ်မှာပေါ့နော်ဟဲ့လား strict နော်ဒါမှမဟုတ်ဆိုရင်လည်းနော်nice thoughtful အများကြီးပြောလို့ရပါနော်နောက်တစ်ခု appear can also mean come into sight arrive ရောက်ရှိတာဒါမှမဟုတ်ဆိုရင်မြင်ကွင်းထဲဝင်လာတယ်ဆိုတော့ဘာပြောချင်တာလဲဆိုရင်ပေါ်လာတယ်ပေါ့နော်ပေါ်လာတယ်မြင်ရတယ်အပေါ်ကျတော့ scene ကပုံပေါ်တယ် come into sight ဆိုတော့မြင်ကွင်းထဲဝင်လာတယ်မြင်ရတယ်ဒါမှပုံပေါ်လာတယ်ဒါမှမဟုတ်ဆိုရင်ရောက်လာတယ် in this case it's not followed by an adjective or noun it can be used with adverbs ပါတယ်အဲဆိုရင်ဒီ appear တစ်လုံးနဲ့ကိုကျွန်တော်ကကွန်လိုက်ရတော့ဖြစ်သွားတယ်နော်ဟုတ်လားရှေ့မှာ adjective ရတယ် noun ရတယ်အခုဘာနဲ့ရသေးလဲဆိုတော့ adverb နဲ့ရတယ် or adverb phrase ပေါ့နော်ဟုတ်လားအဲ့တော့ adverb ပြန် adverb phrase လည်းရတာပဲနော်ဒီမှာ subject ပေးထားတယ် adverb လိုက်မယ် appear လိုက်မယ် adverb လိုက်မယ်ကျတဲ့နဲ့ထည့်လို့ရတယ် a face appeared at the window မျက်နှာရည်တစ်ခုရုတ်တရက်ပေါ်လာတယ်ပြင်းဘက်ကနေ a face appeared အဲ့မှာ a face suddenly appeared at the window ပြင်းဘက်ကနေဘွားနဲ့ပေါ်လာ Mary appeared unexpectedly this morning ရုတ်တရက်ပေါက်ချလာတယ်မမျှော်လင့်ပဲနဲ့ and asked me for some money
ပတ်စံချီတယ်ပတ်စံတောင်းတယ်ပတ်စံချီတယ်နော်ပတ်စံတောင်းတော့ပတ်စံချီတယ်ပြန်နော် ask me for some money တောင်းတယ်သူကအကြွေးလာတောင်းတော့လည်းဖြစ်မှာပေါ့လေနော်ဟုတ်လားသူတောင်းတယ်လို့ပြောတာနော်ရမယ်နော် appear out of nowhere တနေရာကနေဘွားနဲ့ပေါ်လာဖြစ်မယ် appear unexpectedly နော်ဒါတော့ suddenly appear ရှေ့ကပေါင်းလို့လည်းရတယ်နောက်ကပေါင်းလို့လည်းရတယ်ဒီမှာဆိုကြည့်လိုက်နော် okay all right then okay hobby so that's it thank you